မင်္ဂလာပါတကယ်ကျွန်တော်အဲ့တော့ဒီနေ့ကတော့လီပွဲတွေပြန်စတာ2ရက်မြောက်နေ့လို့ပြောရမှာပေါ့နော်မနေ့ကစတယ်ဒါပေမဲ့ချစ်ချင်တော့မနေ့ကလာလီဂါ2ပွဲတည်းရှိတဲ့အနေထားတစ်ခုမှာကျွန်တော် free ပွဲတင်မပေးလိုက်ဘူး free ပွဲတင်မပေးလိုက်ဘူးဒါပေမဲ့တနေ့ကကျွန်တော်အီတလီ league ကတ်တွေမှာတော့ Fiorentina ရွေးချယ်ပေးခဲ့တာရကြပါတယ်เนาะအဲ့ရင်လေဒီ online ဆော့တဲ့ကျွန်တော်ရဲ့ fan တွေအတွက်တောက်လျှောက် member ဘွဲတဲ့နေချပေးနေတာဆိုတော့ကျွန်တော်ရဲ့ free fan တွေတောက်လျှောက်ရပြီးသားပါတခုပဲအဲ့ဒါပါလဲဆိုတော့ဒီနေ့ဘောလုံးရသည့်အစားမှာ free tick လေးမတင်လိုက်ရတဲ့တခုပဲမတင်ရချင်းကလည်းတခြားကြောင့်မဟုတ်ပါဘူးပွဲရလည်းအမတန်နဲလို့2ပွဲတည်းရှိတာဆိုတော့2ပွဲတည်းရှိရတဲ့ထဲကနေမှကျွန်တော်၄ခွက်ထုတ်ရတာပေါ့နော်ဘော်ရီရဲ့9ပေါင်းရဲ့ဘော်ရီရဲ့9ပေါင်းရဲ့မနေ့ကတော့ကျွန်တော်2ခွက်လုံးကိုအဝင်ဖြစ်အောင်ရွေးချယ်ပေးနိုင်ခဲ့တယ်အလားပဲနဲ့9ပေါ်ရဲ့စီဗီလာရဲ့9ပေါ်ရဲ့ရွေးချယ်ပေးခဲ့တာပေါ့နော်ဆိုတော့အဓိကကတော့ဒီနေ့ကျွန်တော်ရဲ့ fan တွေအတွက်ပွဲလေးနည်းနည်းများလာပြီဆိုတော့ကျွန်တော်ရဲ့ free fan တွေအတွက်တပွဲရွေးချယ်ပေးခြင်းလို့ပွဲများတယ်ဆိုတာအများကြီးများသေးတာမဟုတ်တကယ်ချင်းတို့လာလီဂါ2ပွဲတည်းကနေကျွန်တော် member ပွဲထုတ်ပြီးတော့မှတကယ်ချင်းတို့ကိုကြတော့အာဆင်နယ်နဲ့မန်စီးတီးပွဲလေးကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးခြင်းလို့ဒီဗီဒီယိုလေးကိုရိုက်တင်လိုက်တာပေါ့နော်ရိုက်လိုက်တာဆိုတော့မနေ့ကတော့ကျွန်တော်ရဲ့လုံးနေကြပုံစံလေးတိုင်းပေါ့နော်ကျွန်တော်စီကနေမမဝဲဝဲဘူးလေသူမြည်သူမစိုးပွဲဝဲထားကြောင်းကျွန်တော်လည်းပြောထားတဲ့ screen shot လေးလာပြရုံနဲ့ကျွန်တော်မမဝဲတစ်ပွဲကို free ပေးခဲ့တဲ့အပေါ်မှာတော့ကျွန်တော်ရွေးတဲ့ပွဲတွေအကုန်လုံး over နဲ့အနေထားတစ်ခုမှာအားလုံးပဲနိုင်ကြပါတယ်ရကြပါတယ်နော်ဆိုတော့အဲ့မှာလူ3မျိုးတော့တွေ့ရတယ်ဒီလားဒါလေးပြောပြတာပါတကယ်ကျွန်တော်ဘယ်လိုလူ3မျိုးလဲဆိုတော့ပထမတစ်ချက်ကမမပွဲလာဝယ်စဉ်တုန်းကတော့ဘယ်လိုပြောရမလဲတကယ်ချင်းတို့သူတို့ agent တွေက10နာရီပိတ်တာပါ9နာရီပိတ်တာပါဆိုတဲ့လူတွေเนาะကျွန်တော်စီမှာ member ပွဲဝယ်ဘူးုံနဲ့ကျွန်တော်လည်းပြောထားကြအောင် screen shot လာပြတဲ့အခါမှာကျွန်တော်တဝဲပြမယ်ဆိုပြီး post တင်လိုက်တဲ့အပေါ်မှာကျတော့17စနစ်ထိကိုလာနေကြတာဒီလားเนาะအဲ့လိုလူမျိုးကတအုပ်စုเนาะနောက်တစ်ခုကကျတော့ဘယ်လိုလူမျိုးလဲဆိုတော့မိန်းမတွေ့မှာဆိုလို့ကောင်မလေးတွေ့မှာဆိုလို့ဖြတ်လိုက်လို့ပါဝယ်ဘူးပါလေဆိုတဲ့လူတွေကတအုပ်စုနော်တကယ်ကြီးလဲကြီးချင်ပါတယ်နော်တချို့ကြတော့လဲတကယ်ဝယ်ဘူးပါတယ်နော်ကျွန်တော်မှတ်မိတယ်ဆိုတော့အကုန်လုံးတော့ကျွန်တော်ပို့ပေးလိုက်ပါတယ်ဟောဒါဟာတာလေးပြောပြတာပါနော်အဲ့လိုလူမျိုးလူပေါင်းစုံပဲကျွန်တော်မှာဒီလားโอเคအဲ့တော့ဒီညကံမဲ့အာအီနဲ့မန်စီးတီးပွဲမှာတော့တကယ်ချင်းတို့ထည့်ထားပါတော့ပေါက်ကြီးရတော့နော်ဆိုတော့ကျွန်တော်ကတော့အဲ့ပွဲမှာတကယ်ချင်းတို့ဘော်ဒီကိုရှောင်းသိချင်တယ်ရှင်းလင်းပွင့်လင်းပြောမယ်ဆိုလို့ရှိရင်အာအီရောမန်စီးတီးရောကကစားသမားအင်အားကွာဟချက်ကကြီးကြီးမားမားမရှိဘူးနော်ကွင်းနေထားကြတော့လေဖလားပွဲဖြစ်တဲ့နေထားတစ်ခုမှာဘိုလူပွဲဖြစ်တဲ့နေထားတစ်ခုမှာဂျားကွင်းမှာကံမှာဖြစ်တဲ့အတွက်အိမ်ကွင်းအာသာချက်ဝေကွင်းအာသာချက်ကလည်းတော့ကြည့်လို့မရဘူးသို့တော့အာသာချက်တစ်ချက်ကတော့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကတော့နီးရချင်းရှင်းမယ်ဆိုတော့အာတီတာရောင်ရောင်လေးတာမယ်ထင်တယ်သူ့ရဲ့ပွဲတစ်ပွဲပေါ်ချင်းကပ်ပုံနဲ့ကစားသမားတွေရဲ့စွမ်းအင်ကိုထုတ်ယူသုံးစွဲနိုင်မှုအတိုင်းတာမှာတော့သူကပုံမယ်လို့ကျွန်တော်တို့မြင်တယ်ဆိုတော့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပါအန်ဒီရဲ့ရမ်းများတဲ့အနေအထားတစ်ခုဖြစ်နေတယ်ဘော်ဒီကလေအဲ့တော့ကျွန်တော်ရဲ့ fan တွေအတွက်ဒီပွဲမှာ9ပေါင်းလေးကိုရွေးချယ်ပေးခြင်းတယ်9ပေါင်းကိုရွေးချယ်ပေးခြင်းတယ်ဆိုတဲ့အနေအထားတစ်ခုမှာလည်းကျွန်တော်ပြောချင်တာပါလဲဆိုတော့တကယ်ချင်းတို့တည်ပြီးသားပါကျွန်တော်အရင် live တွေမှာလည်းကျွန်တော်ပြောခဲ့ပြီးသားကျွန်တော်ဒီစကားကိုလောလောဆယ်ပဲပြီးဆိုလည်းမပြောဘူးလောချင်းနဲ့ပြောတယ်တနည်းအားဖြင့်နော်အဲ့ဒါဘာလဲဆိုတော့ဘိုးလူပွဲအများစုဖလားလူပွဲအများစုဒီ10ပွဲမှာ10ပွဲလောက်က9ပေါင်းကြီးအောက်တယ်လို့ကျွန်တော်ပြောခဲ့ဘူးလေပွဲတိုင်းနီးပါးလို့လည်းမပြောဘူးပွဲတိုင်းလို့လည်းကျွန်တော်မပြောဘူးနော်10ပွဲမှာ10ပွဲလောက်က9ပေါင်းကြီးအောက်တယ်ဘာလို့လဲဆိုတော့ဘိုးလူပွဲဖြစ်တဲ့အတွက်အမှားမခံဘူးတကယ်ကျွန်တော်တယောက်အမှားဆောင်ပြီးကစားတာအကယ်၍ဘိုးလူပွဲမှာခြေစွမ်းကွာဟာရဆိုလို့ရှိရင်လေဂိုးမရရင်ဂိုးမပေးရရဘူးပဲအာယုံဆိုင်တာဖြစ်တဲ့အတွက်တချို့ခြေစွမ်းနေတဲ့အတင်းတွေကလည်းအချိန်ပိုလေးဆွဲခေါ်တယ်ပင်နတီဆွဲခေါ်ကြတယ်ဒါမျိုးလေးတွေရှိတဲ့အနေထားတစ်ခုမှာ10ပွဲမှာ10ပွဲလောက်က9ပေါင်းကြီးအောက်တယ်သို့တော့စချင်းဘောလုံးရသည်စပြီဆိုတဲ့ကိုကအဲ့မှာဥရောပ UEFA Super Cup ပေါ့နော်ဥရောပ Super League မှာအဲ့မှာဘာသွားတွေ့လဲဆိုတော့တကယ်ကျွန်တော်PSG နဲ့ Aston Villa ပွဲ
နော်အဲ့ပွဲမှာလည်းကျွန်တော်2-1ရလက်အတိအကျခံမှန်းပေးနိုင်ခဲ့ပါတယ်ဘော်ဒီရောဂိုးပေါ်ရောဆိုတော့အဲ့ပွဲမှာတကယ်ချင်းတို့ကျွန်တော်ဘာကြောင့်ဂိုးပေါ်ချင်းခဲ့ရလဲဆိုတော့ကျွန်တော်ပြောချင်တာနော်အဓိကအဲ့တော့ကကျွန်တော်ခုလိုဗီဒီယိုလည်းရိုက်မတင်လာရဘူး live လည်းမလွှင့်နိုင်တဲ့ပုံမှာဘာကြောင့်ဂိုးပေါ်ချင်းခဲ့ရတယ်လဲဆိုတော့အသင်းတွေခြေစွမ်းကွာဟာချက်ကအခုချိန်မှာတကယ်ချင်းတော့ခက်မှန်းဆရလည်းခက်နေတယ်နောက်ပြီးကစားသမားတွေပွဲမပန်းသေးဘူးနောက်တစ်ချက်ကျွန်တော်အမြင်ပြောရလို့ရှိရင်စိတ်ဝင်စားဖို့ဖြစ်အောင်ဂိုးတွေပြန်လာသွင်းကြမယ်လို့မြင်တယ်ပွဲစဉ်10ပွဲ15ပွဲလောက်ရောက်မှသာလျှင်ဂိုးပေါင်းကြီးတွေအောက်လာမယ်လို့ကျွန်တော်မြင်တာပဲလက်ရှိတော့ဂိုးပေါင်းကြီးတွေကအပေါ်သွားဖို့ဘက်ကိုအလားလာပိုကောင်းနေတယ်ဆိုတော့ဒီညပွဲမှာလည်းကျွန်တော်အာဆင်နယ်နဲ့မန်စီးတီးပွဲမှာလည်းကျွန်တော်ဂိုးပေါ်ကြိုက်ပါတယ်ကြီးပေါက်ကြီးနေထားရရောဘိုလူပွဲဖြစ်တာရောနောက်ဆုံး final cap ဖြစ်တာရောဂိုးအောက်ဖို့အားသာပေးမယ်လို့ကျွန်တော်ကတော့2-1 1-2လောက်နဲ့ဂိုးပေါ်သွားမယ်လို့ခံမှန်းပါတယ်ဆိုတော့ကျွန်တော်ရဲ့ fan တွေနဲ့ရောဒီညကံမဲ့အာဆင်နယ်နဲ့မန်စီးတီးပွဲမှာကိုရလိုက်အဖြစ်ဘယ်လောက်ခံမှန်းတယ်လဲဘယ်နှဂိုးခံမှန်းတယ်လဲ comment box မှာတစ်ချက်လောက်ရောက်ဆွေးနွေးပြခဲ့ကြပါဦးเนาะကျွန်တော်ကတော့နှစ်ဖက်သွင်းကို2-1 1-2လောက်နဲ့ဆုံးသက်သွားမယ်လို့ခံမှန်းပါတယ်နောက်တကယ်ကျွန်တော် okay အဲ့ဒါဒါပဲနောက်တကယ်ကျွန်တော် bye bye နောက်မှဆုံးကြတာပေါ့เนาะ